အောင်ဒီတလောင်ခွဲပြီးတော့ဒီလိုကသဘာဝတိုင်းကြည့်တာလားဒါမှမဟုတ်အောင်လန်းစီရင်နေသူတို့ရဲ့မိသားစုပေါ်မှာကြားရောက်နေတဲ့ကျင်းစာတွေကြောင့်တည်သွားတာလားဆိုတာကိုဖော်ထုတ်ကြတယ်ဒီတလေးထုံလန်းကိုတော့လက်ဝဲထပ်ဖို့လုပ်ခေါ်ပါတယ်ဒီဟာကအင်ဒိုနီးရှားနိုင်ငံရဲ့အန်ဒိုနာရာကျောကနမ်မာဟိုလော့စ်ရဲလူမျိုးစုရဲ့ရိုးရာတလေးတစ်ခုပါသူတို့ရဲ့ယုံကြည်ချက်အရအသက်ကြီးလို့အိုမင်းပြီးတော့သဘာဝတိုင်းတည်ဆုံးတာနဲ့လူသက်မှုတွေမတော်တဆမှုတွေအောင်လန်းစီရင်နေကြငငယ်ရွယ်ရွယ်နဲ့တည်ဆုံးရခြင်းဆိုပြီးနှမျိုးရှိပါတယ်ဒုတိယတစ်မျိုးကြောင့်တည်ဆုံးတာဆိုရင်တော့နမ်မာဟိုလော့လူမျိုးတွေကဒီဟာကမပြေရှိရသေးတဲ့ဘိုးဝေးတွေရဲ့အပြစ်ကြောင့်ဒါမှမဟုတ်ကျေးဇာတစ်ခုရဲ့အကျိုးဆက်ကြောင့်ဆိုပြီးယုံကြည်ကြတယ်ဒီအပြစ်ကိုမဖြေရှင်းဘူးဆိုရင်တော့မကောင်းတဲ့ကံကြမ္မာဒီမိသားစုရဲ့မျိုးဆက်တည်စီကိုပါကြားရောက်သွားလိမ့်မယ်။လက်ဝဲထားဖို့ဆိုတာသူ့ရဲ့နာမည်အတိုင်းပဲ။အုံသီးခွဲတဲ့တလေးပါ။ဒီလိုမျိုးအရေးကြီးတဲ့ရိုးရာတလေးကိုမူလန်လို့ခေါ်တဲ့သူတို့လူမျိုးစုရဲ့နတ်ဆရာအဓိကဥစားမျိုးပြုလုပ်ပေးတယ်။အုံသီးမခွဲခင်မှာမူလန်ကအရင်ဆုံးသူတို့ယုံကြည်ရဲ့နတ်ဖရာပရရာဝူလန်ဌာနဤကန်နဲ့ဘူဘိဝိညာဉ်တွေကိုတိုက်တယ်။ပြီးတော့ဝိညာဉ်တော်ကနဲ့ဆက်သွယ်ဖို့ခါရာမန်တန်တွေကိုစတင်ပြီးရုပ်ဖတ်တယ်။အဲဒီနောက်မှာတော့ဒီအခမ်းအနားရဲ့အဓိကဖြစ်တဲ့အုံသီးကိုခွဲလိုက်ပါတယ်။အုံသီးခွဲပြီးတော့ထွက်ပေါ်လာတဲ့ရလကတေဆုံးသွားတဲ့လူရဲ့တေဆုံးရတဲ့အကြောင်းရင်းကိုဖော်ပြနေတယ်။ဒီနေရာမှာအုံသီးရဲ့အတွင်းကအုံရည်ချီလေးနဲ့အုံသီးခွဲထားတဲ့ပုံစံကိုကြည့်ပြီးတော့သူတို့တွေကအဖြေရှာကြတာပါ။လက်ဆရာကအုံသီးကိုခွဲလိုက်တဲ့အခါတေချာချာတဝက်စီမကွဲပဲနဲ့အစိမ့်စိမ့်အမှန်မှဖြစ်ပြီးတော့တစားစီကွဲထွက်သွားခဲ့လို့ရှိရင်တော့ဒီဟာကအဆိုးဆုံးလက္ခဏာပါပဲ။ဒါကတေဆုံးကြီးရဲ့နောက်ွယ်မှာကျင်းစာတွေအောင်လန်းစီရင်တွေအမမောဝိညာဉ်တွေရဲ့အမျက်ဒေါသတွေရှိနေတယ်ဆိုတာကိုပြတာပါပြီးတော့ခွဲလိုက်တဲ့အုံသီးရဲ့အတွင်းသားအယောင်ပြောင်းနေတာခြောက်နေတာဒါမှမဟုတ်အုံသီးကပုတ်နေခဲ့ရင်တော့ဒီဟာကမိသားစုကြောင့်ဒုက္ခရောက်ခဲ့ရတဲ့ဝိညာဉ်တွေရဲ့ဒေါသကြောင့်ပဲဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့နတ်ဆရာကအုံသီးကိုခွဲလိုက်တဲ့အခါဒီညညာလေးကွဲသွားမယ်အုံသီးရဲ့အတွင်းပိုင်းနဲ့အုံရီကလည်းလက်ဆက်ပြီးကြည်နေခဲ့ရင်တော့ဒီတည်ဆုံးမှုကကံတရားတိုင်းဖြစ်ပြီးတော့အခမ်းအနားအောင်မြင်တယ်လို့အဓိပ္ပာယ်ရပါတယ်ကံဆိုးစွာနဲ့အပေါ်ကပြောခဲ့သလိုပဲအုံဒီမှာမကောင်းတဲ့လက္ခဏာတွေဖော်ပြလာခဲ့အဲ့ဒီနောက်မှာတော့တည်ဆုံးသူရဲ့မျိုးနွယ်စုတစုလုံးကိုမူလနတ်ဆရာရဲ့ဥဆောင်မှုနဲ့အပြစ်ရှာဖွေခြင်းလုပ်ငန်းကိုစတင်ပါတယ်ဒါကတော့ဒီမိသားစုရဲ့ပိုးပြီးတွေဒါမှမဟုတ်တည်ဆုံးသူကျူးလွန်ခဲ့တဲ့အကြီးမားဆုံးအပြစ်တစ်ခုကိုလူပေါ်နေမှာဖွင့်ဟဝန်ခံရမှာပဲဖြစ်ပါတယ်ဥပမာမြေယာလင်းလည်မှုဂတိဖြတ်မှုဒါမှမဟုတ်လူသက်မှုစတဲ့အဖြစ်တစ်ခုကိုဝန်ခံရမှာပါဒီလိုဝန်ခံခြင်းနဲ့အတူကိုစောပါတာမျိုးတွေအပြစ်ပေါ်တန်းချိန်စေးကြောတဲ့ဒလေးတွေကိုပြုလုပ်ပြီးတော့သူတို့မတရားပြုလုပ်ခဲ့တဲ့ဝိညာဉ်တွေရဲ့စိတ်ကျေနပ်အောင်လှုပ်ဆောင်ပေးရပါတယ်အဲ့လိုမလုပ်ရင်တော့ဒီဝိညာဉ်တွေရဲ့အညိုးတွေအာဃာတတွေကြောင့်နောက်ထပ်မိသားစုတွေကလည်းငငယ်ရွယ်ရွယ်နဲ့တေဆုံးရလိမ့်မယ်လို့ယုံကြည်ကြပါတယ်